အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Demon Slayer ကိုကြီးစုသူတိုင်းစိတ်လှုပ်ရှားစေခဲ့တဲ့ကျွန်တော်ကြိုက်ဆုံး PV Battle ဆိုတဲ့အတိတ်ပဲကိုအပြေအဝဖော်ပြနိုင်ခဲ့တဲ့အမိုက်ဆုံး Battle တွေကိုပြောပြပေးသွားပါမယ်ဒီ Battle တွေကတော့မိစ္ဆာနေနေလူနဲ့မိစ္ဆာတွေတိုက်ခိုက်ရုံနဲ့မဟုတ်ပါဘူးအသက်ကိုအသက်နဲ့စားထိုးရတဲ့ဆုံးဖြတ်ချက်တွေမစွန့်လွတ်တဲ့စိတ်ဓာတ်တွေကိုချစ်တဲ့သူတွေကိုကာဝယ်ခြင်းနဲ့နှလုံးသားရဲ့အင်အားတွေအားလုံးပေါင်းစည်းထားတဲ့တိုက်ပွဲပါကဲဒါဆိုရင်တော့အချိန်မဆွဲပဲစလိုက်ရအောင်တန်ဂျီယိုဘတ်ဆက်ရူရီတို့ရဲ့ Battleဒီပတဲကတော့ season 1နဲ့မှာအမိုက်ဆုံးပတဲလို့တော့ပြောလို့ရပါတယ်။တန်ဂျီရိုကလိုဝါမွန်ဖိုက်ဖြစ်တဲ့ရူရီနဲ့ရင်ဆိုင်ခဲ့ရပြီးရူရီကမိသားစုကိုချစ်လို့မဟုတ်ပဲကြောင်းဝန်းစေဖို့ကိုလိုချင်းစလိုထိန်ချုပ်ဖို့မိသားစုဆိုတဲ့အမည်ကိုအသုံးချနေတဲ့သူပါ။တန်ဂျီရိုကတော့မိသားစုဆိုတာအပြန်အလှန်ကာဝယ်ပေးရမယ့်အရာလို့ယုံကြည်ထားပြီးဒီယုံကြည်ချက်နှစ်ခုထိပ်တိုက်တွေ့ဆုံသွားတဲ့အချိန်ကပဲဒီတိုက်ပွဲကိုအရင်ရေးကြည့်လာပါတယ်။သူတို့တိုက်ခိုက်တဲ့အချိန်မှာတော့ရူရီရဲ့ချင်းမြင်လိုတန်ကြိုးတွေကတန်ဂျီရိုရဲ့ဓာတ်ကိုပါကျိုးသားအထီအောင်အလွန်ပြင်းထန်ပါတယ်။တန်ဂျီရိုကိုယ်တိုင်ကလည်းအသက်ရှူဖို့တောင်ခက်ခဲလာပြီးခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေပြည့်နေပါတယ်။ဒါပေမဲ့မိသားစုကိုဆုံးရှုံးထားရတဲ့နာကျင်မှုညီမဖြစ်သူနယ်စုကိုထိုက်ပြီးမဆုံးရှုံးခြင်းတဲ့စိတ်ကတန်ဂျီရိုကိုမရက်တတ်နိုင်အောင်ခွန်အားတွေပေးခဲ့ပါတယ်။ဒီအချိန်မှာပဲတန်ဂျီရိုကသူ့ဖေရဲ့တင်ကြောင်းမှုမှတ်မိလာပြီးမိသားစုအမွေဆက်ဖြစ်တဲ့ဟီနိုကာမီကာဝူရာတာသုံးဒီကိုတန်ဂျီရိုကပထမဆုံးအကြိမ်အပြေအဝအသုံးချနိုင်ခဲ့ပါတယ်။ညီမဖြစ်သူနယ်သူကလည်းမိသားစုရဲ့အခြေကြောင့်သူမရဲ့သွေးဆန်းအားကိုထုတ်သုံးပြီးတန်ဂျီရိုကိုကာဝယ်ပေးခဲ့ပါတယ်ဒီတိုက်ပွဲကတန်မာတာထက်မိသားစုအတွက်အသက်ပေးနိုင်တဲ့စိတ်ကပိုပြီးအင်အားကြီးမာတယ်ဆိုတာကိုပြသနိုင်ခဲ့ပြီးတန်ဂျီရိုနဲ့ရူရိုရဲ့တိုက်ပွဲဟာဒီမွန်စလေယာ season 1မှာမမေ့နိုင်သောတိုက်ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်ဒီတိုက်ပွဲကြောင့်တန်ဂျီရိုကပိုပြီးတန်မာလာတယ်လို့သူ့ရဲ့စိတ်တက်လည်းပုံမခိုင်မာလာခဲ့ပါတယ်ဘန်ကိုကူဘတ်ဆက်အာဂါဇာတို့ရဲ့ပတ်တဲ့ဒီပတဲကတော့မူကန်ထရိန်းအထက်ကဆစ်လို့ရှာစရာအကောင်းဆုံးနဲ့ဝနက်စရာအကောင်းဆုံးပတဲဖြစ်ပြီးဖလိန်ဟာရှိယာဖြစ်တဲ့ရန်ဂိုကူနဲ့အပါမွန်3ဖြစ်တဲ့အာဂါသာတို့6ကဘယ်သူမှမမေ့နိုင်တဲ့ပတဲဆိုလဲမမားပါဘူး။မြရထားအတွင်းကအန်နယ်ဂျီရဲ့တိုက်ပွဲပြီးသွားတဲ့အခါလူတွေအားလုံးကိုအသက်ရှင်လျက်ကဲတင်နိုင်ခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲအမောင်တဲကနေအလွန်ပြင်းထန်တဲ့မိစ္ဆာတစ်ကောင်အန်နယ်တစ်ခုထိတ်ထိတ်လေးပေါ်လာပါတယ်။အဲ့ဒါကတော့အပါမွန်3ဖြစ်တဲ့အာဂါသာဖြစ်ပါတယ်။အာဂါဇာရဲ့မိစ္ဆာဆွမ်းအားကတာမန်မိစ္ဆာတွေနဲ့မတူပဲတစ်ချက်တည်းနဲ့တော့အရာအလုံးကိုဖျက်ဆီးနိုင်လောက်အောင်ကြောင်းမက်ဖွယ်ဖြစ်နေပါတယ်။ဒီအခြေအနေကိုသိတဲ့အခါရန်ဂိုကူကနောက်ကလူတွေကိုကောက်ခဲ့ဖို့တယောက်တည်းရှေ့ထွက်လာပါတယ်။အာဂါဇာကရန်ဂိုကူရဲ့အင်အားနဲ့စိတ်ဓာတ်ကိုမြင်တဲ့အခါအရန်ကိုသဘောကျသွားခဲ့ပါတယ်။ဒါကြောင့်မိစ္ဆာဖြစ်လာဖို့ရန်ဂိုကူကိုဖိတ်ခေါ်ခဲ့ပါတယ်။မိစ္ဆာဖြစ်ရင်မနာကျင်တော့ဘူးမသေးတော့ဘူးစွမ်းအားတွေလည်းပိုပြီးတိုးလာမယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့ရန်ဂိုကူကတော့သူ့အတွက်လူသားဖြစ်ရတာအားလည်းချင်းမဟုတ်ပဲဂုဏ်စရာဖြစ်တယ်။သူကလူသားတွေကိုကာကွယ်ဖို့ဒီလမ်းကိုရွေးချယ်ခဲ့တဲ့သူပါသူတို့နှစ်ယောက်တိုက်ခိုက်တဲ့အခါမှာရန်ဂိုကူရဲ့ဓာတ်လှုပ်ရှားမှုတိုင်းဟာမိတော့လိုထွက်ပေါ်လာပြီးအာဂါဇာရဲ့တိုက်ခိုက်မှုတွေကအလွန်လင်းမြန်ပြီးလက်သီးတစ်ချက်စီတိုင်းမှာလည်းအလွန်ကိုပြင်းထန်ပါတယ်ဒါပေမဲ့ရန်ဂိုကူကနောက်ကိုတလန်းမှမစိုးပဲသူ့ခန္ဓာကိုယ်မှာလည်းဒဏ်ရာတွေတိုးလာတယ်လို့အသက်အန္တရာယ်လည်းနီးလာပေမဲ့နောက်ကလူတွေကိုကာကွယ်ခြင်းတဲ့စိတ်ကြောင့်ရှေ့ကိုပဲဆက်လက်တိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာရန်ဂိုကူကအာဂါဇာကိုနေအောင်ထွက်လာမဲ့အထိမလွတ်အောင်ဖန်ထားနိုင်ခဲ့ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးလဲဒဏ်ရာတွေအပြည့်နဲ့အသက်ကိုယဉ်ပြီးအာဂါဇာကိုတားနိုင်ခဲ့ပေမဲ့နေအောင်မတက်ခင်မှာပဲအာဂါဇာကလွတ်မြောက်သွားပြီးရန်ဂိုကူကတော့ဒဏ်ရာတွေကြောင့်လက်ကျသွားခဲ့ပါတယ်နောက်ဆုံးအချိန်မှာသူကတန်ဂျီရိုတို့ကိုပြုံးပြုံးလေးနဲ့အားပေးစကားတွေပြောခဲ့ပါတယ်လူသားတစ်ယောက်ကဘလောက်အထိတာဝန်ယူနိုင်လဲဘလောက်အထိအသက်ပေးနိုင်လဲဆိုတာကိုရန်ဂိုကူကပြသနိုင်ခဲ့ပြီးရန်ဂိုကူကတိုက်ပွဲမှာရှုံးနိမ့်သွားခဲ့ပေမဲ့စိတ်ထဲရတော့ဘယ်တော့မှမရှုံးခဲ့ပါဘူးရန်ဂိုကူနဲ့အာဂါဇာတို့ရဲ့တိုက်ပွဲဟာဒီမွန်စလေယာဇလန်တွဲထဲမှာလူသားစိတ်ဓာတ်ကိုအကောင်းဆုံးဖော်ပြနိုင်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တာကြောင့်ကျွန်တော်ကဒီ epic battle လေးတဲ့ရွေးလိုက်တာပါဘရာတာတို့အနေနဲ့လည်းဒီတိုက်ပွဲကိုကြည့်ပြီးဘရာတာတို့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း like and subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်